မန်ယူအသင်းကတော့ဆန်နပွဲဆက်ရှုံးနိမ့်ထားတဲ့ဝူဗာဟန်တန်အသင်းကိုအင်ကွင်းမှာတကိုးစီတေးကြသွားခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့တုန်းကပဲဝူဗာဟန်တန်ကိုအဝေးကွင်းမှာဂိုးပြတ်နိုင်ကစားထားခဲ့ပေမဲ့အင်ကွင်းမှာကစားချိန်မှာတော့ဆိုးရတဲ့ပုံစံနဲ့အတူတရီတမတ်ခွဲပေးခဲ့ရတာပါ။ဒီပွဲစဉ်မှာတော့မန်ချက်စတာယူနိုက်တက်အသင်းအတွက်အဖွင့်ဂိုးကိုတော့ဂျိုရှူအာဇက်ဇီးက28မိနစ်မှာသွင်းယူပေးခဲ့ပြီးဝူဗာဟန်တန်အသင်းအတွက်တလုံးထဲသောခြေပါဂိုးကိုတော့ပထမပိုင်းပြီးကန်ဒီ45မိနစ်အချိန်မှာနောက်ခံလိုခရက်ဂျီကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ခံလိုမာတီနက်ကတော့ရလက်အပေါ်မှာတော်တော်လေးကိုစိတ်ပြတ်နေပါတယ်။ မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီကျွန်တော်တကယ်ကိုစိတ်ပြတ်မိပါတယ်အင်ကွင်းမှာကစားရင်ပြန်ဘက်တွေဒုက္ခရောက်သွားအောင်ကစားပြီးနိုင်ယူသွားရမှာပါအခုလိုအင်ကွင်းမှာတေးကြတာမျိုးဟာမဖြစ်တဲ့ကိစ္စပါပဲလို့သူကပွဲပြီးမှရှင်းရှင်းလင်းလင်းပြောဆိုသွားခဲ့ပါတယ်နီးပြရိုဘင်အမော်ရင်ကတော့အသင်းဟာတပွဲလုံးရုန်းကန်ခဲ့ရတယ်လို့ဝန်ခံလိုက်ပါတယ်ယူကာဆယ်တင်တဲ့ပွဲတုန်းကလိုဖန်တီးမှုတွေမရှိခဲ့ဘူးကစားသမားတွေကြားမှာချိတ်ဆက်မှုတွေအားနည်းနေတာကြောင့်ကစားဟန်ကလည်းကောင်းမှုမရှိခဲ့ဘူးလို့သူကဆိုပါတယ်ဝေဖန်သုံးသက်သူတူဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကဏ္ဍဝင်ဂယ်ရီနဘီကလည်းအမော်ရင်ကဒဏ်ရာရတဲ့သူတွေများနေလို့စင်ကြေပေးနိုင်ပေမဲ့အသင်းတိုင်းမှာဒီလိုပြဿနာမျိုးရှိတာပဲပြီးတော့ဇက်ဇီးကိုလူစားလဲလိုက်တာကလည်းသူသာဒဏ်ရာမရထားဘူးဆိုရင်တကယ်ကိုထူးဆန်းတဲ့ဆုံးဖြတ်ချက်ပဲလို့ဝေဖန်သွားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ပွဲစဉ်တုန်းကနယူကာဆယ်အသင်းကိုမနိုင်လောက်ဘူးလို့ထင်ရချိန်မှာအနိုင်ကစားပြခဲ့ပြီးဂိုးပြတ်နိုင်ရမယ့်ပွဲမျိုးမှာတော့နိုင်ပွဲမရရှိခဲ့ပါဘူးဘူဗာဟန်နဲ့အသင်းအတွက်တော့ဒါဟာအော်တိုဘာလနောက်ပိုင်းပထမဆုံးရတဲ့ရမှတ်ဖြစ်လို့တန်းစင်းစုံကနေလွတ်ဖို့အတွက်အားတက်စရာဖြစ်သွားခဲ့ရပါတယ်ယူနိုက်တက်ကတော့ပရီးမီယာလိသမိုင်းမှာအဆိုးဆုံးအသင်းလို့တောင်သတ်မှတ်ခံရတဲ့ဘူဗာဟန်အသင်းကိုအင်ကွင်းမှာမနိုင်ခဲ့တာကြောင့်အမော်ရင်အတွက်ဖြည့်ချင်းချက်ပေးရမယ့်မေးခွန်းတွေအများကြီးရှိနေခဲ့ပြီလေဖြစ်ပါတယ်